ဒါဆိုရင်တင်းတော့ငါအလင်းမသိဆိုအဖက်တေးရခရစ်တော်ကိုအင်္ဂလိပ်တရားပဲလက်မခံတော့သူလောရ30-20ခွန်ရတိုးမဖြစ်တော့သူပြောတာရှမတ်တဲ့အခန်းကြီး9မှာပါတဲ့တင်းတို့ကငါအလင်းမသိလို့ယေရှုပြောတဲ့အတ္တမလူရဲ့အကြောင်းကိုအနည်းငယ်ဒီနေ့ဆင်ခြင်အောင်တဲ့သခင်ရဲ့အခွင့်နဲ့ဆုံးမဩဝါဒပေးတယ်သခင်အခွင့်နဲ့နှက်ဆိုးတွေကိုမောင်းထုတ်တယ်သခင်အခွင့်နဲ့များစွာသောသူတွေကိုနော်များစွာသောတကူတွေကိုပြတယ်လို့ပြောတယ်အဲ့ခါမှာယေရှုကထို့သောလျှောက်တော့ကတင်းတို့ကငါအလင်းမသိအတ္တမအမှုကိုပြုသောသူတို့ငါထံမှာထွက်သွားကြလို့ပြောရဲဆိုတာတွေ့ရအဲ့ဒီခါမှာကျွန်တော်တို့စဉ်းစားတာကယေရှုခရစ်တော်ရဲ့နာမနဲ့ဆုံးမကိုရောရဲ့အခွင့်ဟာနာမနဲ့ဆုံးမဩဝါဒပေးတယ်နှက်ဆိုးတွေကိုမောင်းထုတ်တယ်လို့သူတို့ကပြောတာဖခင်အခွင့်ပေးတာမဟုတ်သူတို့ကအဲ့လိုလုပ်ရတဲ့အပေါ်မှာဖခင်အခွင့်ပေးတယ်လို့သူတို့လုပ်နေရတဲ့အရာကဖခင်ရဲ့အခွင့်ကြောင့်ဖြစ်တယ်လို့သူတို့ကနေခေါင်းစဉ်တက်ထားတာအဲ့ဒါနံပါတ်1ပြောပြခြင်းနံပါတ်2ကနှက်ဆိုးတွေပါထွက်တယ်နော်ဆုံးမဩဝါဒပေးတယ်များဆိုတော့တကူကိုပြအဲ့တော့ဒီမှာယေရှုကပြောတယ်မင်းတို့ငါအလင်းမသိလို့ပြောဘူးဆိုရင်ဒါဆိုရင်ဒီတကူဘယ်ကလာလဲဒီနမိတ်လက္ခဏာဘယ်ကလာလဲကျွန်တော်စဉ်းစားစရာရှိတယ်အဲ့တော့ဖခင်သခင်ရှိကမလာရင်ဘယ်သူရှိကလာလဲအပြစ်ကရှင်းရှင်းလေးပဲစာတန်ရှိကလာယူလေးပဲအဲ့တော့အဲ့ခါမှာဒါဆိုရင်သူတို့ကကိုရောအခွင့်နဲ့ယေရှုကိုတိနေပါလျက်နဲ့ကိုရောအခွင့်လို့သူတို့ဘာကြောင့်သုံးလဲဆိုတော့သူတို့ခံယူထားတဲ့အရာသူတို့လောကမှာနေတဲ့အခါမှာအသက်ရှင်ပြီးတော့မှယုံကြည်ခံယူတဲ့အရာကတမန်တရားနဲ့မဆိုင်တဲ့အယူဝါဒအမားတွေဆိုတော့ကျွန်တော်နားလည်ရတယ်ဒါတို့ဒီအယူဝါဒအမားတွေကိုကုညီထောက်ပံ့တော့သူကဘာလို့လဲဆိုတော့စာတမန်နဲ့ဖြစ်တယ်ဒါဖျားကိုပုံကန်တဲ့အရာစာတမန်ရဲ့လုပ်ရဖြစ်တယ်ဆိုတော့ကျွန်တော်ယူလေးဒီကျမ်းစာအရာသိရတယ်နောက်တစ်ချက်ကအလင်းမသိအဲ့တော့ရှင်ယောဟန်အခန်းကြီး10-29-28မှာဘာပါလဲဆိုတော့ငါတိုးတို့ကိုငါသိတယ်ငါတိုးတို့ကိုငါသိတယ်ဆိုတော့အဖက်ခန်းကြီး1မှာတမန်တရားတည်းဟူသောအင်္ဂလိပ်တရားကိုကြားပြီးတော့မှခရစ်တော်ကိုလက်ခံတဲ့အခါမှာတဲ့တန်ရှင်သောဝိညာဉ်တော်ကအဲ့လက်ခံတဲ့သူကိုလာတစိတ်ခတ်တယ်တဲ့အဲ့နေ့မှာတစိတ်ခတ်တယ်ယုံတဲ့ချိန်မှာပဲဒါဆိုရင်တင်းတော့ငါအလင်းမသိဆိုတော့အဖက်တရားခရစ်တော်ကိုအင်္ဂလိပ်တရားပဲလက်မခံတော့သူယောဟန်10-20ခွန်ရတိုးမဖြစ်တော့သူပြောတာအဲ့ဒါကိုဆိုလိုတာဒါကြောင့်စာရမဏေရဲ့အကြီးမားဆုံးသောဖုံးကွယ်မဲ့အရာကခရစ်တော်ရဲ့ကယ်တင်ရှင်ကိုဖုံးကွယ်မှာဖြစ်တယ်လို့ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားဖြစ်တဲ့အင်္ဂလိပ်တရားကိုဖုံးကွယ်တာဖြစ်တယ်ဒါကြောင့်မို့အင်္ဂလိပ်တရားအပြည့်ခရစ်တော်ကိုလက်မခံတဲ့ဂိုင်းကနာအသင်းဖွဲ့အများကြီးပဲကပါမှာပို့ဆိုတော့ကယ်တင်ခြင်းတရားရဲ့အယူဝါဒပေါင်းများစွာရှိတယ်ဘာလဲဆိုတော့ကယ်တင်ရှင်မပါတဲ့ခရစ်တော်ရဲ့အသေးခံခြင်းမဟုတ်တဲ့ကယ်တင်ခြင်းအယူဝါဒတွေအများကြီးရှိတယ်ဘသူဖန်တယ်လူရဲ့အုံနောက်အတွေးခေါ်ကနေဖြစ်လာတာဒီနေ့အဲ့ဒါတွေကိုငါတို့မှန်တယ်ငါတို့ကောင်းတယ်ဆိုတဲ့အရာနဲ့ငါတို့ကပဲစစ်မှန်တဲ့ဖျားအဖွဲ့ငါတို့ကပဲစစ်မှန်တဲ့ဖျားလူဆိုပြီးတော့မှကိုယ်ဘာသာကိုကြွေးကြော်ပေမဲ့ဖျားသခင်ပေးတဲ့တတ်တည်ဖြစ်တဲ့တမန်ကျမ်းစာနဲ့မကိုက်ညီဘူးခရစ်တော်ရဲ့အင်္ဂလိပ်တရားနဲ့မကိုက်ညီတဲ့အဖွဲ့တွေအများကြီးရှိတယ်အများကြီးရှိတယ်နော်ဒီအလင်းမသိဆိုတာကနော်ဖခင်ရဲ့ကယ်တင်ခြင်းတရားကိုမရပဲဖခင်ရဲ့တိုးယုံကြည်သူမဖြစ်တဲ့သူကိုပြောနေတာဒါကိုပြောချင်တာဖြစ်တယ်ဒါပေမဲ့အချို့စင်ရာတွေကဒီနေ့မှာဘာလွဲမားတာတွေ့ရလဲဆိုတော့အမှုတော်ဆောင်တွေရဲ့အတ္တမပြုတဲ့အမှုနဲ့သွားရောလိုက်တာအကျင့်နဲ့သွားရောလိုက်တာအဲ့ဒါမဟုတ်ပါဘူးအလင်းမသိဆိုတဲ့အဓိပ္ပာယ်ကိုအဓိကထားရမှာဖြစ်တယ်ဆိုတော့ပြောရင်းနဲ့ဒီနေ့ရှမတ်တဲ့ခန်းကြီး9မှာပါတဲ့ဒီနေ့ကငါအလင်းမသိဆိုတဲ့အရာဒီဖခင်ရဲ့သားသမီးဖြစ်ဘူးဖခင်နဲ့မဆိုင်ခဲ့ဘူးဆိုတော့ကိုဖော်ပြချက်အဓိကဖော်ပြချက်ဖြစ်တယ်ဒါကြောင့်မို့သူတို့လုပ်ခဲ့တကူသူတို့ပြခဲ့နမိတ်လက္ခဏာအားလုံးကဖခင်နဲ့မဆိုင်ဘူးဒါပေမဲ့သူတို့ကယေရှုနာမနဲ့တုံလို့ဖြစ်လာတဲ့အတွက်ဖခင်ကြောင့်ဖြစ်တယ်လို့သူကတင်နေတာဒါကိုသတိပြုပြီးတော့မှမိမိရဲ့အသက်တာမှာတမန်တရားကိုယုံကြည်မှန်ကန်စွာနားလည်ဖို့ရန်အတွက်ကျမ်းစာအတိုင်းသေစာရှင်းရှင်းလင်းလင်းဝိညာဉ်တော်ဘုရားဖွင့်ပြပါစေအားလုံးဖျားခင်ကောင်းကြီးပေးပါစေ